အိမ်ချမ်းမြေအယောင်းဝယ်လုပ်တဲ့အခါရောင်းတဲ့သူကနေပြီးတော့အဲ့ရောင်းတဲ့အိမ်ချမ်းမြေကိုမရောင်းတော့ဘူးအဲ့အယောင်းဝယ်ကိုဖျက်တယ်ဘာလုပ်မလဲအိမ်ချမ်းမြေလောကမှာဒီကိစ္စတွေကမကြာခဏပေါ်နေတယ်ဘာဖြစ်လို့လဲဆိုတော့ပို့ပြီးတော့ဈေးကောင်းရတဲ့အချိန်မှလည်းဒီလိုအကျင့်ပြက်ပြားမှုတွေပြုလုပ်တတ်တယ်အဲ့တော့အိမ်ချမ်းမြေရောင်းသူကရောင်းတဲ့အိမ်ချမ်းမြေကိုမရောင်းဘူးဘာဆက်လုပ်မလဲဒါနဲ့ပတ်သက်ပြီးတော့ဥပဒေမှာပြဋ္ဌာန်းထားတဲ့ကိစ္စလေးကိုအရေးယူလို့ရတဲ့ကိစ္စလေးကိုတင်ပြလိုပါတယ်အဲ့တော့ဒီအိမ်ချမ်းမြေနဲ့ပတ်သက်ပြီးတော့အရေးယူဖို့အကြောင်း action ယူဖို့အကြောင်းနှစ်ခုရှိတယ်အဲ့ဒီအိမ်ချမ်းမြေကိုအယောင်းဝယ်ဖြတ်တယ်လို့ကိုကသဘောထားပြီးဆောင်ရွက်မလားအယောင်းဝယ်ဖြစ်တယ်လို့သဘောထားပြီးဆောင်ရွက်မလားဒီနှစ်ခုအနဲ့တစ်ခုကိုကကြိတ်တာရွေးပြီးတော့ဆောင်ရွက်လို့ရတယ်အဲ့တော့ပထမအချက်ဖြစ်တဲ့အိမ်ချမ်းမြေကိုအယောင်းဝယ်ဖြစ်တယ်ဆိုပြီးတော့သဘောထားပြီးတော့ကောက်ယူပြီးတော့ဆက်ပြီးတော့ဆောင်ရွက်မယ်ဆိုလို့ရှိရင်ဘာလုပ်မလဲအဲ့ဒီဆေးရငွေပြန်ရဖို့အတွက်တရားစွဲမယ်ဒါတစ်ခုနောက်တစ်ခုကအိမ်ချမ်းမြေအယောင်းဝယ်ဖြစ်တယ်လို့ကိုကသဘောထားပြီးယုံကြည်ပြီးတော့မှတ်ယူပြီးတော့ဒီအိမ်ချမ်းမြေနဲ့ပတ်သက်ပြီးတော့အဲ့လိုမှတ်ယူရဲဆိုရင်ဘာဆက်လုပ်မလဲဆိုတော့အိမ်ချမ်းမြေနဲ့ပတ်သက်တဲ့ဒီအယောင်းဝယ်ကိုရောင်းဝယ်လုပ်တဲ့ငွေ plus နင့်နာကြီးကိုရအောင်တောင်းမယ်နောက်တစ်ချက်ကနောက်တစ်ခါအေးအေးယူလို့ရမယ်အချက်ကဒီအိမ်ချမ်းမြေနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့အယောင်းဝယ်လုပ်မယ်လုပ်လို့ရတယ်ဆိုတော့ဒီလမ်းညွှန်စီရင်ထုံးတွေကရှိထားတယ်ဥပဒေကလည်းရှိထားတယ်ပြည်ရင်ဥပဒေမှာလည်းဒီတိုင်းပဲပြဋ္ဌာန်းထားတယ်အဲ့တော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဒီနိုင်ငံတော်တရားရုံးချုပ်ကနေပြီးတော့စီရင်ဆုံးဖြတ်တဲ့နိုင်ငံတော်တရားရုံးချုပ်တရားသူကြီးဦးအောင်တိုးကျွန်တော်တို့ရဲ့ဆရာဖြစ်တဲ့ဒေါက်တာတင်အောင်အေးနဲ့နောက်တရားသူကြီးတယောက်ပါတဲ့စုံရင်ခုံရုံကနေပြီးတော့ဒီမှုကိုစီရင်ဆုံးဖြတ်ခဲ့တဲ့စီရင်ထုံးရှိပါတယ်အဲ့ဒါကတော့ဒေါ်နီခေါ်ဒေါ်မမလေးနဲ့ဒေါ်အေး2001မြန်မာနိုင်ငံတရားစီရင်ထုံးတရားစာမျက်နှာ259စီရင်ထုံးကနေပြီးတော့ဒီတိုင်းလိုက်နာပါဆိုပြီးတော့ဆုံးဖြတ်ထားတယ်ဒါကြောင့်မလို့အိမ်ချမ်းမြေနဲ့ပတ်သက်ပြီးတော့အယောင်းဝယ်လုပ်တဲ့အခါမှာမယောင်းတော့ဘူးလို့ပြောရင်ဝယ်သူကဘယ်လို action ယူလို့ရတယ်ဆိုတဲ့အကြောင်းကိုဥပဒေပညာဖြန့်ဝေပေးတာပါ KT Dragon Law Firm ကနေပြီးတော့ဥပဒေပညာတွေကိုဖြန့်ဝေပေးနေပါတယ်အဲ့တော့ဒီနဲ့